ရှည်တယ်ဒါပေမဲ့အရင်ကြီးမရှိဘူးမေးစီရှည်အောင်ပြောမေးစီကားမေယိုကားဒီအောက်ကမေးစီကပြားရှင်းပြချိန်ညှိကိုကပုံဆွဲပြီးသားပြီဒီပုံဒီလိုမျိုးဆွဲပြီးသားပြီဆိုရင်တူလားမတူလားဆိုတာနည်းနည်းချိန်ပြီးတော့နော်မိန်းကလေးယောက်ျားလေးဆိုယောက်ျားလေးနဲ့မိန်းကလေးမှာဆိုရင်သူကလေပင်ပို့တော့ယောက်ျားလေးကလေပင်ပို့တော့လက်ပြင်ယောက်ျားလေးပို့ကျင်တယ်ပေါ့နော်โอเคအဲ့တော့သူရဲ့လေပင်ဒီကနေတော့ကွက်တီရောက်တယ်လေပင်နော်နေစီရိုးရဲ့ဒီအတွင်းထဲကိုနင်းငယ်ဝင်မယ်ဒီလိုမျိုးလေးတောင်းရင်တောင်းမယ်ဒီလိုမျိုးလေးတောင်းရင်တောင်းမယ်သူ့ပုံပုံမူပြီးတော့သူကတော့လမ်းလျှောက်နေဖြစ်တဲ့အတွက်တစောင်းလေးဖြစ်နေနော်ဒါကတော့အဲ့ဒါကိုနည်းညှိလိုက်နော်ဒီမှာဒီကကြာတယ်နည်းနည်းညှိလိုက်သူရဲ့မာဖလာလားပါလားညာလားတော့မသိမရိုက်တာအောင်လည်းပြောကြည့်ရရိုက်တာဟိုဒီချိန်ထားလို့တပုံလုံးသွားပြီးနေတူပါကြည့်ရတွားပါဘူးနော်ဒီဟာလေးတွေကအတီးကဒီသေးပေါ့ပခုံးလေးတွေမှာလည်းပခုံးကသူကအရင်မြောက်နေလို့မရဘူးဒီလိုမျိုးတစ်ဖြောင်းနေမတော့ပခုံးက slope short လေးဒီလိုမျိုးကြည်သွားတဲ့ပုံစံမျိုးဒီပခုံးပေါအောင်လောက်ထိဆိုမှာဒါမှ portrait ပုံစံပေါ့မှာနော် portrait ပုံစံဖြစ်မှာမဟုတ်ဘဲနဲ့ level ထိပဲဆိုရင်ခေါင်းပြက်ကြီးနဲ့တူလို့နော်โอเคအခုလောလောဆယ်ဆွဲကြည့်မယ်နော်မှန်အောင်မယ်နော်နားလေးကဒီဟိုဟာမျက်ခုံးနဲ့နားရဲ့ကြားထဲမှာနှာခေါင်းရဲ့ကြားထဲမှာရှိတယ်နော်မျက်ခုံးနဲ့နှာခေါင်းရဲ့ကြားထဲမှာရှိတယ်ဆိုတော့ခေါင်းနည်းနည်းငုံနေတဲ့နားလေးအပေါ်နည်းနည်းလေးတက်နေအဲ့ဒါခေါင်းလေးနည်းနည်းငုံနေတဲ့အပေါ်နည်းနည်းတက်နေအဲ့တော့လောက်လေးတက်သွားတယ်ဘာကောင်းလဲဆမ်းနေဘာကောင်းလဲပေါက်ပင်ညနော်ဟုတ်ရင်ဟိုယူကြည့်လားတရားရနားလားဟုတ်ဘူးဒီမှာဒီအောက်လိုင်းတွေဖြတ်တုံးကြညနာလေးရှင်းလင်းတော့ဆွဲမှာအဲ့တော့မလိုအပ်တဲ့ line တွေကိုဖြတ်မယ်အခုရင်တော့မျက်လုံးတစ်ခါနဲ့ဆွဲမယ်အဲ့ဒီပြောဆောင်ပုံကိုချဲ့ဆွဲမယ်နော်နောက်ဆွဲမယ်ပြန်ပုံချဲ့ပြီးတော့မှဆွဲရမယ်မျက်လုံးတွေပါတယ်ကတော့ပုံမှန်အတိုင်းပဲတူပါတော့လေနော်ကျွန်တော်တုံးနေခြေတော့အဲ့လိုမျိုးပဲပုံမှန်အတိုင်းပဲမျက်လုံးတွေတက်ဆွဲခဲ့တာတော့တစ်လုံးချင်းစီဒါလေးတွေကိုနည်းနည်းလေးမစိုက်သေးသွားတဲ့ထဲတဲ့တက်ချာရေးတိတ်မမြင်ရတော့နော်ဟိုကမြင်ရတဲ့လောက်လေးပဲဆွဲနေမမြင်ရတဲ့ဟာတွေကိုလိုက်ပြီးအတင်းဒီတေးလိုက်မလို့ဟိုကမြင်ရတဲ့လောက်လေးပဲဆွဲနေပြီးရင်တုံးကို base တုံးနဲ့ဆွဲဒါမှမဟုတ်ရင်တော့ဆွဲနေတာတုံးချင်နေတာပုံစံတိုင်းလေးဒီတော့ပါလေးအရင်လိုက်နော်နှစ်ဖူးတော့ပါပြင်လို့ချဲတဲ့အခါမှာဒီလိုချဲရပိုကောင်းတယ်နော်နှာခေါင်းနှက်ခမ်းချဲတယ်လို့တော့သိပြီးမတူဘူးပေါ့နော်တနေရာမှာသူ့ဟာနဲ့သူချဲပုံချဲလေးလေးရှိတယ်မျက်ခုံးကဒီမျက်လုံးကဒီနားလေးကခုံးတယ်ဒီအယိုးပေါ်မှာဒီနားလေးက
ခုံးတယ်နော်ခုံးနေပြီးတော့သူကဒီအောက်ကခြိုင်တယ်ဒီနားမှာဟုတ်လားနားမှာခြိုင်တယ်ခုံးပြီးတော့ဒီပါးပြန်ပြီးတော့မိုးလာတယ်နော်အဲ့တော့ဒီမှာမျက်လုံးကဘယ်လိုပုံစံမျိုးဖြစ်နေနော်အဲ့တော့အဲ့ကနေပြီးတော့ share တို့ကဖြည်းဖြည်းချင်းနေလာကွန်ဒိုလိုင်းလေးတိုင်းပဲဖြည်းဖြည်းချင်းလေးတော့နော်ဒါသူ့ရဲ့အခုံးအဖောက်ကိုပေါ်လွင်လာစေမယ်ဟာလေးနော်ဒီမှာရင်းနေဆိုကျွန်တော်သူ့ရဲ့ဒါကုန်နေသေးရဲ့ဆိုပိုးပြီးလောင်းနေချိန်နေပြီးတော့မှကျွန်တော်တို့တုံးလိုလာပြီဆိုလို့ရှိရင်လေယာထပ်လိုက်တခြားလေယာထပ်လိုက်ဒီအောက်ကလည်းဂျယ်ရိုလေးပါတယ်အဲ့တော့ဒီကတုံးနေချေတဲ့အခါမှာခဲတံနေခြုံနေရမယ်ခဲတံနေခြုံမနေဘူးဆိုရင်တုံးကခြေလို့လုံးဝမကောင်းခဲတံအတုံးဆိုရင်တော့ဒီတသေးလေးနေရာလေးဝင်ဖို့တော့ကမရောက်နိုင်ဘူးနော်ဟိုကလူကုန်စပြီးတော့ဆွဲနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ခယူးဆိုင်ပြီးဆွဲနေကျွန်တော်ပြီးစလဲဆွဲလို့မရအောင်နော်လူမျက်နှာအောက်လိုင်းကိုမှန်ပြီလို့ကိုယ်စိတ်ထဲမှာထင်ပြီဆိုတော့မှသာတုံးထည့်မယ်မချင်းပြင်ဆွဲလို့ရတယ်နော်ညစ်ပတ်နေအောင်တော့မလုပ်နဲ့ပေါ့နော်မချင်းပြင်ပြီးတော့ဆွဲလို့ရတယ်ဘာမှမဖြစ်ဘူးဘူးမှတရားလာမှဆွဲပြောလားဘောပါပြီလေးဆိုပြီးစလဲဆွဲမချနိုင်ဘူးကျွန်တော်မချင်းရအောင်ပြင်ဆွဲမှန်လာလိမ့်မယ်နော်လူလာလေးတွေ့လာလိမ့်မယ်နှလုံးကျင်းနေရလေးအဲ့လိုမျိုးတွေ့လာလေးရှိလိမ့်မယ်နော်အဲ့ဒါလေးတော့မြင်အောင်ကြည့်ပြီးတော့ဆွဲဒီရှင်းတလျာပြီးတလျာတော့နော်ဒီဘက်မှာ highlight ရှိတယ် highlight ကိုချမ်းမယ်skin လေးညက်နေအောင်ဆိုရင်နော်ရွယ်အောက်ကနေဒီလိုအောက်ကိုတန်တန်လေးတော့မေးစီထီအောင်နော်ပါအောက်ကိုဆိုင်သွားနေရโอเคအဲ့ဒါဆွဲဖို့တော့ကျွန်တော်တို့ base တုံးအရင်ချင်းနော်ဗလန်းချင်းဗလန်းလို့ရတယ်ကျွန်တော်တို့ဗလန်းတာမကြိုက်ဘူးလို့ပြောတော့နော်ဒီ base တုံးချယ်မယ်ချယ်ပြီးဗလန်းအရင်ဆုံးချယ်တာနော်မေးရိုးတွေမှာဆိုတော့ဒီရောက်ကနေ share တော့လုံးပြီးတော့အပေါ်တက်သွားတယ်ခါကျရင်အလင်းပြန်နေတဲ့ဟာလေးရှိဒီမေးစီမှာဆိုကြည့်လိုက်ဒီနားလေးမှာပဲ share လို့ရှိတာအလင်းပြန်တယ်အောက်ကဒီပြန်ပြီးတော့အလင်းပြန်တယ်နှာခေါင်းလိုပုံစံမျိုးပါနော်ဟိုအဲ့တော့ကိုကျွန်တော်ဒီမှာ share လို့ထည့်မှာနော်သူကဒီဘက်ကနေပြီးတော့အပေါ်ပြန်တက်မှာဖြစ်တယ်နည်းနည်းလေးတုံးလေးရင်းနေတယ်နော်ဒီလေယာထဲမှာတလေယာထပ်တင်မယ်ไปได้ที่เดียวกันဒီလိုင်းက share လို့တင်ရမယ်အဲ့တော့အဲ့ပုံမှာတလေရလိုက်ပြီးတော့ကျွန်တော်တို့ဖြည်းဖြည်းချင်းလေးပဲသွားမဲမသွားစေနဲ့အရန်မဲသွားရင်ကျွန်တော်နောက်က highlight တွေကပိုထင်းတာအရန်မဲသွားလို့ရှိရင်အဲဆို contrast တွေပေါ်နေရတယ်ညာနော်ဘာမှတိတ်ပြီးတော့မလိုဘူးဒီအပေါ်ကဒီကောင်တင်လိုက်တာနဲ့ဒီအောက်မှာဒါ reflection ဆိုတဲ့သဘောတရား auto ပေါ်လာတယ်နော်ပြီးတော့မှကျွန်တော်ဒီဘက်ကိုရွှေ့ဖြည်းဖြည်းချင်းလေးပြည်လာနော်ဒီပါအပေါ်ဘက်ကိုသူကပြည်လာတယ်ဖြည်းဖြည်းချင်းလေးပြည်လာမယ်အဲ့ဒါမှ
ဘာရဲ့သဘောတရားဒါလေးတွေကပေါ်လာဟုတ်လားနော်ဒီကကျွန်တော်ဆွဲဖို့လိုတာဒီ share တွေ line တွေဒီဟာတွေကိုပြေတာရောတာကိုမကြောက်ဘူးနော်နှစ်ဖူးဆိုလို့ရှိရင်လည်းဘာအတိုင်းပဲဒီလိုမျိုးဗျက်အကုန်လုံးပြီးအောင်ချက်လိုက်တနေရာဒီနာကွက်လိုက်ချင်းအမာရွတ်တွေတိုင်ရတယ်လို့ဖြစ်သွားတယ်နော်